ဒီမြို့ဒီနယ်ဒီဒေသမှာရှိကြကုန်သောမိဘပြည်သူညီကိုမနှမအပေါင်းတို့ရဲ့ရှေ့မှာတော့ယခုရောက်ရှိလာတဲ့ဘောက်ဆက်ကတော့ရန်ကုန်တိုင်းဒန်းတပင်မြို့နယ်အမှတ်9ရပ်ကွက်မှာကိုစောနိုင်လေးဘောက်ဆက်ပဲဖြစ်ပါလေခင်ဗျာကျွန်တော်တို့ရဲ့ကိုစောနိုင်လေးဘောက်ဆက်ဒီမြို့ဒီနယ်ကိုရောက်ရှိလာခြင်းမှစပြီးနာတော်တာပန်းစင်သူပေါင်းတို့သည်ကျက်တည်မင်္ဂလာပေါင်းခါညောင်ကမိဘပြည်သူအပေါင်းတွေအလောက်ကန်စီးပွားများတိုးတက်ဖြစ်တော်မူစိန်ရွှေရတနာများဒီရေအလားကဲ့သို့တိုးပွားနိုင်ကြပါစေကြောင်းဥစွာပဏာမရွှေမြတ်တာပို့တာလေးရပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ကိုစောနိုင်လေးပေါင်းဆက်စတင်ဖွင့်သည့်အချိန်မှစပြီးအမှားအယွင်းလေးများရှိခဲ့ပါရင်နားလည်ခွင့်လို့ပေးကြပါလေလွန်တာရှင့်ဝင်တာမိပါလို့ကိုစောနိုင်လေးပေါက်ဆက်အဖွဲ့တော်တမန်မှာဥစွာပဏာမចောင်းပြန်တောင်းပန်လက်ရပါလေခင်ဗျာအလှပွဲမင်္ဂလာပွဲမွေးနေ့ပွဲများလေအခြားသောပွဲများတွေလေကျွန်တော်တို့ရဲ့ကိုစောနိုင်လေးပေါက်ဆက်ကိုယုံကြည်စိတ်ချစွာနဲ့ဆက်သွယ်ခိုင်းနိုင်ပါကြောင်းတရင်ကောင်းပါလိုက်ရပါလေခင်ဗျာဒီမြို့ဒီနယ်ဒီဒေသမှာရှိကြကုန်သောမိဘပြည်သူညီကိုမနှမအပေါင်းတို့ရဲ့ရှေ့မှာတော့ယခုရောက်ရှိလာတဲ့ဘောက်ဆက်ကတော့ရန်ကုန်တိုင်းဒန်းတပင်မြို့နယ်အမှတ်9ရပ်ကွက်မှာကိုစောနိုင်လေးဘောက်ဆက်ပဲဖြစ်ပါလေခင်ဗျာမကြာမီအချိန်တော်အတွင်းမှာလူကြီးလူငယ်လူလက်အကျွဲ3မျိုးအကြတည်တချင်းမျိုးစုံတို့ဖြောပြတေးဆက်ပြီးတော့မှဖြစ်တဲ့အတွက်ချစ်ခင်သောစိတ်ထားများနဲ့နားတော်တာပန်းစင်နိုင်ကြပါလေခင်ဗျာ